ပထမတစ်ခါကကြတော့ချင်းမိုင်းစကတ်လေးနဲ့အင်ဂျီလေးနဲ့ကဲအဲ့အင်ဂျီလေးကိုပဲဒီဇိုင်းလေးကိုကြိုက်လို့အမရေဘောင်းပီလေးနဲ့ထုတ်ပေးပါလို့ပြောထားတယ်ညီမလေးတွေအတွက်ကဲအဲ့ဒါအမကညီမလေးတို့ဆန္ဒဖြည့်ပေးတဲ့အနေနဲ့ဘောင်းပီလေးနဲ့ထွက်လာပါပြီကဲအဲ့ဒီဒီဇိုင်းလေးကိုတော့အမကထပ်ပြီးပြောပြပေးမယ်နော်ညီလေးကကြတော့V shape အကွဲလေးပေါ့နော်အဲ့ဒီမှာကျဲသီးအလှလေးသုံးလုံးတက်ပေးထားတယ်ပြီးလက်ကလေးကိုကြတော့ short လက်ကလေးကိုပဲကိုကျိုးလုံးလေးအမကလုပ်ပေးထားတယ်ပေါ့နော်ကိုကျိုးလုံးလေးပါမယ်အင်ကြီးလေးကကြတော့ရှေ့တို့နောက်ရှည်လေးပေါ့နော်အဝိုက်ကလေးနဲ့နောက်ရှည်လေးလုပ်ပေးထားတယ်အင်ကြီးကတော့ပထမတစ်ခေါက် scat လေးနဲ့ထွက်လာတဲ့အင်ဒီဇိုင်းလေးပဲပေါ့နော်အဲ့ဒါကိုဘောင်းမီလေးနဲ့ဝတ်ချင်တယ်ဆိုတဲ့ညီမလေးတွေအတွက်ကို style band လေးလုပ်ပေးထားတယ်အဲ့ဒါကိုတေကျိုးပတ်ချာလဲလေးနဲ့အိတ်ကနှစ်ဖက်လေးပါမယ်ပေါ့နော် style band ပုံလေးလုပ်ပေးထားတယ် size လေးကကြတော့အမစီမှာ42နဲ့44ဆိုပြီးတော့နှစ် size ထွက်တယ်အယောင်လိုင်းလေးကကြတော့8ယောင်လိုင်းရှိရဲ့အယောင်လိုင်းလေးကိုအမအနီးကပ်ပြပေးမယ်နော်အယောင်လိုင်းလေးလည်းတအားလှပါတယ်ပထမစင်လိုပဲတအားလှတယ်ဒီယောင်လေး2စင်ပါမယ်ကဲဒီအစင်လေးတွေနဲ့နေမယ်ကုန်သွားမယ်နော်ရောက်ကုန်လေးတွေဖြစ်မှာကဲအစင်နဲ့အင်ဒီဇိုင်းနဲ့လိုက်ဖက်နေမှုကြီးပေါ့နော်ကဲနောက်ဆုံးနေရောင်လေးကကြတော့နက်ပြောင်လေးတစ်ယောင်ပါမယ်အမောက်ဝတ်ထားတဲ့အနီရောင်လေးအယောင်တစ်ယောင်ပါမယ်အစင်လေးတွေကတအားလှတယ်နော်ရောက်တာနဲ့ရောက်ကုန်ဖြစ်မဲ့အစင်လေးတွေကိုကြိုက်လို့၎င်းဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် Viber phone number 0943128857ကို၎င်းဆက်သွယ်မှယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ပေါက်တဲ့အားလုံးဇေယျကောင်းကြပါစေရှင်